စိတ်ဆိုတာလောကကြီးမှာတကူအကြီးဆုံးအရာအဓိကအကြဆုံးအရာလောကကြီးတစ်ခုလုံးဟာစိတ်ရဲ့အလိုကိုလိုက်ပြီးတော့နေကြရတာစိတ်လောက်ကြီးကျယ်တာမရှိဘူးစိတ်လောက်ဘဝမှာအရေးကြီးတာလည်းမရှိဘူးဒါကြောင့်စိတ်နဲ့ပတ်သက်ပြီးတော့ဘေးတပေါင်းသူတော်ကောင်းတို့အများကြီးသိထားတဲ့နဲ့အများကြီးနားလည်ထားတဲ့နဲ့စိတ်ဟာဘလောက်အစွမ်းရှိတယ်လဲကောင်းတဲ့ဘက်မှာဘလောက်စွမ်းနိုင်တယ်လဲဆိုးတဲ့ဘက်မှာလည်းဘလောက်စွမ်းနိုင်တယ်လဲဆိုးတဲ့အစွမ်းတွေစိတ်ရဲ့သဘောကနေဆိုးတဲ့အစွမ်းတွေထွက်မလာအောင်စိတ်ကိုမဆိုးအောင်ဘယ်လိုထိမ့်သိမ်းကြမလဲစိတ်ကနေကောင်းတဲ့အစွမ်းတွေထွက်လာအောင်စိတ်ကောင်းနေဖြစ်အောင်ဘယ်လိုလုပ်ကြမလဲအဲ့တော့ဦးဇင်းတို့ဒီကနေ့ပြောဖို့ရည်ရွယ်ထားတာကစိတ်ဟာလောကမှာအစွမ်းအထက်မြက်ဆုံးသောအရာဆိုတာကိုပြောချင်ပါလေဘယ်ပုံပင်ဒီအစွမ်းထက်မြက်တယ်ဆိုတာကိုတက်တေတာရကလေးတွေထိုက်တဲ့လူထည့်သွားမယ်ပြီးတော့အစွမ်းထက်မြက်လာတဲ့ဒီစိတ်ကိုဘယ်ပုံစံထိန်းချုပ်နိုင်မလဲအကျိုးရှိအောင်ဘယ်ပုံစံတို့ဆောင်ရွက်နိုင်မလဲဆိုတဲ့စိတ်ကိုတန့်ရှင်းအောင်ဖြူရှင်းအောင်အကျိုးရှိအောင်တနည်းအားဖြင့်တော့တရားကိုနှစ်ပိုင်းလို့အကြံဉာဏ်နားလည်ထားလို့ရပါတယ်စိတ်ရဲ့အစွမ်းထက်မြက်ပုံတွေဆိုတဲ့ဘက်မှာရောကောင်းတဲ့ဘက်မှာရောအဲ့ဒါကိုဦးဇင်းတို့ပြောဖို့စိတ်ကူးထားတယ်ပြီးရင်အဲ့ဒါလိုအစွမ်းထက်တဲ့ဒီစိတ်ကိုဘယ်ပုံစံအကျိုးမဲ့တွေကတားဆီးပြီးတော့အကျိုးရှိတဲ့ဘက်ကိုပါဝင်လာအောင်ဆောင်ရွက်ကြမလဲဆိုတဲ့အပိုင်းကိုဦးဇင်းတို့အဲ့ဒါလိုစိတ်ရဲ့အစွမ်းနဲ့စိတ်ကိုအကျိုးရှိအောင်ထိမ့်သိမ့်တဲ့အပိုင်းဆိုပြီးတော့နှစ်ပိုင်းပြောသွားဖို့စိတ်ကူးထည့်ထားပါတယ်ဟုတ်လားအဲ့ဒါကိုပဲဦးဇင်းတို့ကစိတ်တို့ရဲ့အစွမ်းလို့တရားကောင်းကြီးတက်လိုက်ပါတယ်ဟုတ်လားဒီတော့ဦးဇင်းတို့ဘယ်ပါဠိတော်များကိုဦးဇင်းတို့အမိပြုမှလဲဆိုလို့ရှိရင်သံယုတ္တနိကေမှာလာရှိတဲ့ပါဠိတော်တွေပြီးတော့ဦးဇင်းတို့မေဇိမနိကေဥပါလိသုတ်တံဆိုတာလည်းရှိပါတယ်အဲ့ဒါကိုလည်းဦးဇင်းတို့ဒီကနေ့ညပြောသွားဖို့စိတ်ကူးထည့်ထားပါတယ်ဟုတ်လားနောက်ပိုင်းမှာစိတ်နဲ့ပတ်သက်ပြီးတော့ဝတ္တသုတ်တံဆိုတာကိုလည်းဦးဇင်းတို့ထည့်သွင်းသွားမယ်ပြီးတော့အင်္ဂုတ္တပါဠိတော်မှာလာရှိတဲ့စိတ်နဲ့ပတ်သက်တဲ့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာစိတ်ကိုအေးချမ်းအောင်တည်ငြိမ်အောင်ကြည်လင်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့နည်းတွေမြတ်စွာဘုရားပေးထားတာရှိပါတယ်အဲ့ဒါကိုဦးဇင်းတို့တဏှာကြီးခွဲလောက်အချိန်ယူပြီးတော့ပေတပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ပြောသွားဖို့စိတ်ကူးထည့်ထားတယ်ဟုတ်လားဒီတော့တရားမဟောသေးခင်မှာမြတ်စွာဘုရားကိုရှိခိုးပူဇော်ကြအောင်စို့နော်ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုတည်စဉ်အားတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့ကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသန္နရမရလောကကရောဝန္တိတုကတံ